ကိုကမိန်းလေးတယောက်ဖြစ်ပေမဲ့ကိုပြီးမှကိုကျတော့ကိုအမြဲတမ်းရည်တည်နေချင်ခဲ့တာပေါ့နော်အိမ်ကမိသားစုကစပုတ်တဲ့အမြဲတမ်းပေးတယ်ဒါပေမဲ့ကိုစုထားတဲ့ကိုပတ်စံကိုရဲ့ဝင်ငွေနဲ့ကိုလိုအားခါရနဲ့ကိုပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်ခဲ့တာပေါ့နော်နိုင်ငံရတယ်ဆိုတာနဲ့ဘယ်သူမှအတိမပေးပဲကိုသွားပြီးမှသွားချုပ်လာခဲ့တယ်ညီမကအမြဲတမ်းကောင်းမှတတ်တယ်တဆူထူလုံတတ်တဲ့အခြင်းအမြဲတမ်းရှိတယ်မိန်းကလေးလိုနူနူရွရွနဲ့လာတာပါတာနေရတာထက်ယောက်ျားလေးတယောက်လိုစိတ်မမာနဲ့လောက်ကန်ရတာပို့ပြီးသဘောကျတယ်မိန်းကလေးတယောက်ပေါ့နော်ပြီးရင်မိဘနာကအမြဲလက်ဖြန့်တောင်းပြီးတော့တောင်းတုံးနေရတော့လဲညီမကတိတ်သဘောမကျဘူးပေါ့နော်အဲ့ဒါနဲ့ငွေမလောက်တာတော့ရှိတာလေးနဲ့ချစ်ကုတ်ပြီးမှတိချာလေးလောက်ခဲ့တဲ့ဆိုင်တစ်ဆိုင်လေးပေါ့ဒါပေမဲ့ယင်းနီးကကိုထင်ထားတာထပ်ပို့ပြီးကုန်တော့ပေါ့နော်အဲ့ဒီတော့ရောင်းရင်းနဲ့ရလာတဲ့ငွေတွေကိုပြန်ရင်းနဲ့ဆုံးထိရှောက်လာခဲ့တာပေါ့နော်စပွင့်တော့ရမ်းမျက်နှာငယ်ခဲ့ရပါတယ်ကိုဆိုင်ရခုံနေရအမြင့်နေပဲရှိရဆိုတော့ဆိုင်ရဧည့်သည်တွေကခုံပူလေးတွေနဲ့ပဲထိုင်နေတာပေါ့နော်ကိုကပြေဆုံးသေးတော့ခုံအကြီးလေးနဲ့ရသလောက်လေးတွေစုပြန်စုအင်္ဂလိပ်နဲ့ပြန်ရင်းရတာပါပဲကိုခင်နဲ့ချစ်တဲ့တငယ်ချင်းတွေကလည်းအမြဲတမ်းလာအပ်ပေးတယ်အဓိကဘာလဲလို့ပြောရင်တော့ပေါင်းသစ်ဆက်ဆံရေးအဓိကပဲလို့ထင်တာပဲညီမတို့တော်လေးတဖြည်းဖြည်းနဲ့ခုံလေးတွေစဝယ်လာခဲ့ပြီပေါ့နော်3ခုဝယ်3ခုလုံးလူပြည့်5ခုဝယ်5ခုလုံးလူပြည့်အပိုင်းမှာဆိုခုံလေး3ခုမဲ့အပေါ်ဆုံးကအစပိုင်းလုံးပါပေါ့နော်အောက်ဆုံးမှာအခုနောက်ပိုင်းလက်ရှိခုံလေးဆုံးလာတဲ့အချိန်မှာပါရှင်နောက်ထပ်ဘာတွေတွေ့ကြုံရသေးလဲဆိုတာနောက်မှထပ်ပြီးရေးပြီးမှပြောပြပါမယ်ရှင်